ကိုယ်တိုင်လည်းဘာမှမခံစားရသေးခင်မှာခန္ဓာကိုယ်ထဲမှာတောက်လောင်နေတဲ့မီးလိုမျိုးတစ်ခုခုလွဲမှားနေတာကိုဆရာဝန်တွေကဘယ်လိုသိလဲဆိုတာစဉ်းစားဖို့ပါသလားဒါဟာ CRP လို့ခေါ်တဲ့ C-reactive protein သွေးစစ်ချက်လေးတစ်ခုကြောင့်ပါဒီ CRP ကိုသင်ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမီးခိုးအချက်ပေးဆက်လို့မှတ်ယူနိုင်ပါတယ်ခန္ဓာကိုယ်ထဲမှာ infection ဝင်တာ injury ရတာဒါမှမဟုတ်တနေရာမှာကြောင်ရမ်းတာဖြစ်လာရင်တင့်ရဲ့အသေးကအဲ့ဒီပြဿနာကိုသတိပြုမိပြီးအကူအညီတောင်းတဲ့အနေနဲ့ bloodstream လို့ခေါ်တဲ့သွေးကြောတွေကို CRP တွေအများကြီးလွှင့်ထုတ်ပေးလိုက်ပါတယ်ဒါကြောင့်ဆရာဝန်ကဒီသွေးစစ်ချက်ကိုရေးပေးရင်လန့်သွားစရာမလိုပါဘူးခန္ဓာကိုယ်ထဲမှာ inflammation လို့ခေါ်တဲ့ရောင်ရမ်းမှုရှိနေလားပြီးတော့အဲ့ဒီ inflammation ကဘလောက်အထိပြင်းထန်နေလဲဆိုတာကိုကျွန်တော်တို့သိအောင်ကူညီပေးရုံတင်ပါအခက်အခဲကဘာလဲဆိုတော့ CRP ကမီးရှိနေတယ်ဆိုတာပဲပြောပြနိုင်ပြီးဘယ်နေရာမှာရှိနေလဲဆိုတာကိုမပြောနိုင်ပါဘူးခြေမဇောင်းတိုက်မိလို့ရောင်တာလည်းဖြစ်နိုင်တယ်လို့တကယ်ကုသမှုခံယူဖို့လိုတဲ့အရာတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်သွေးစစ်အဖြေကိုဖတ်ဖို့ဆရာဝန်အမြဲတမ်းလိုအပ်တာပါမရှင်းလင်းတဲ့သွေးစစ်အဖြေ lab report တွေရှိနေရင်အောက်က comment မှာမေးခဲ့ပါအောင်ပြီးတော့အခုလိုလွယ်ကူတဲ့ကျန်းမာရေးဘဝတုဒတွေအတွက် follow လုပ်ထားပေးပါဦး